မြန်မာပြည်မှာຫນွေရောက်ပြီဆိုတော့အားလုံးပဲရေခဲချောင်းအေးအေးလေးတွေတောင့်တနေကြပြီမလားဒါကြောင့်ဒီနေ့မှာတော့အိန္ဒိယကနမေကြီးဘိုက်ပူနို့ရေခဲချောင်းစစ်ရုံစီကိုခေါ်သွားပေးပါရစေတချောင်းစားလိုက်တဲ့စူပါမန်လိုအားတွေရှိလာပြီး9မိနစ်နေရင်တော့အိမ်သားစီအပြီးနေရပါလိမ့်မယ်ဒီနို့ရေခဲချောင်းတွေကို insect တွေမြက်ပင်တွေနဲ့တဘာဝ protein ဓာတ်တွေပကြွယ်ဝတဲ့နို့ကောင်းနို့အတွေကနေစတင်ထုတ်လုပ်တာပါအရင်ဆုံးနို့တွေကိုပိုးမွားတွေတောင်တန်ရောစင်တွေ့နေမဲ့မြစ်ပတ်ပေးရည်နေတဲ့ပုံတွေထဲကိုစနစ်တကျလောင်းထည့်ပါနဲ့ပြီးရင်တော့မျိုးဆက်ခမဆက်လောက်မိသားစုလိုက်အေးအေးဆေးဆေးနေထိုင်နေကြတဲ့ပိုးမွားတွေရှိတဲ့စီပိုင်းပြာကြီးထဲကိုထည့်ရမှာပါနောက်တစ်ဆင့်ကတော့သိပ္ပံပညာရှင်တွေတောင်အထွေမထုတ်နိုင်တဲ့လျှို့ဝှက်အမုံဖြူတွေကိုရောဆက်တာပဲဖြစ်ပါတယ်ညစ်ပတ်နေတဲ့ခွက်ကိုသုံးလက်ပလားနဲ့သမဲပြီးတင့်ပိုက်ရကန်ကြမာကိုဒီဦးလေးကြီးကဆုံးဖြတ်ပေးမှလိမ့်မယ်အနေတွေကိုစစ်ထုတ်လိုက်ပြီးတကယ် professional အဆင့်ကပိုးမွားတွေကိုပဲအရသာအတွက်ခြံထားခဲ့ပါတယ်အနန္တ vanilla essence လေးနည်းနည်းထည့်လိုက်ရင်တော့ရေခဲချောင်းလို့အသင့်ထည့်ပါပြီထုတ်ပိုးဖို့အတွက် plastic အိတ်စီတွေကိုပျက်စီးနေတဲ့ဘုံပိုင်းကောင်းမှတက်ပြီးနှုတ်ရည်တွေတွင်းလိုက်ပါတယ်ဒီဦးလေးကြီးကတော့အိတ်တွေကိုကျွမ်းကျင်ပဲလိပ်ပေးနေတာထည့်ပြီးအိတ်တွေကိုပိတ်ဖို့အတွက်သူ့ရဲ့ကိုယ်ပိုင်တဘာဝအပူစွာရင်ထည့်တဲ့ဘိုက်ပူကြီးနဲ့ဖိပြီးငါးလက်မစီတိတိကျကျဖြစ်တော့ပါတယ်ပြီးရင်တော့ဂန်ဂါမိရေတို့မှာစိမ့်အေးခဲအောင်လှုပ်လိုက်ရင်တော့အိန္ဒိယအသနိုင်နာလုံးကပျော်ပျော်ကြီးစားသုံးကြတဲ့နှုတ်ရေခဲချောင်းလေးတွေရပါပြီကဲຫນွေအပူတန်းကိုအန်တူဖို့တင်ရောဒီရေခဲချောင်းကိုစားရလားcomment မှာပြောခဲ့အောင်နော်